လုံးမင်္ဂလာပါကျွန်တော်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Roblox ထဲမှာကျွန်တော်ပါလုံးနေဆိုတာပြောပြသေးပါဦးကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ဗီဒီယိုကြည့်ရလူနားတော့ကြော်တော့ဒီနေ့ရောကျွန်တော်တို့ပြောအောင်လုပ်မှာပါပြောအောင်လုပ်ပေးပါနော်ဒီဂိမ်းတစ်ခုတော့ကျွန်တော်ဆော့ပြပြီးပါဒီဂိမ်းကြီးကျွန်တော်ဆော့ပေးပါဆော့ပြပေးပါမယ်ဒီခုတော့ရောက်နေဆော့မယ်ကျွန်တော်ဒီ pro ဆိုတဲ့ဓာတ်ရှိတယ်မရှိပါဆော့ပြောနေအဲ့ဓာတ်ရဖို့ဆိုရင်တော်တော်လေးခက်တာကျွန်တော်မသိဘူးတော့တီးလိမ့်မယ်ဒီခုကျွန်တော်ဂိမ်းထဲဝင်နေပါပြီOkay you island တော့ဘာသာဘာပေးရဘာပေး secret equal bus ဟိုင်းတော့ဘာပါလာပြီနိုင်တော့ဟမ်ဘယ်ရောက်သွားတာတော့ကီဆူနဲလေကီဆူနဲဘယ်ရောက်သွားတာတော့ကီဆူနဲဟေ့ကီဆူနဲဘယ်ရောက်သွားတာတော့မင်းပြတာစီအဲ့လိုပတ်ကြီးဆိုကစပန်နဲ့လူရပါတယ်အဲ့ဒါကြီးကြားလိုက်လှည့်လို့မရဘူးequal pass bro ဒါလားဒါ secret လားအဲ့ဒါ secret လား equal pass bro ကဲခုကျွန်တော်လက်ဖမ်းရမယ်ဒီမှာဖမ်းအောင်အော်ဒီမှာ6သိန်းဒီမှာဖမ်းကြအောင်လို့6သိန်းအဒီမှာဖမ်းကြအောင်လို့ကဲတော့အဲ့ဥစားနေပြီတော့ရမယ်free gift တဲမှာပါရဒါကြီးပဲရကဲဖမ်းမယ်ရှေ့ဖမ်းရမယ်ရှေ့ဖမ်းမှာကျွန်တော်ရဲ့အားကြီးတက်မှာကဲပြိုင်ပွဲဝင်လို့ရပြီပြိုင်ပွဲဝင်မယ် fight မယ်အမှန်ကန် fight ကဲနားစမ်းရကဲအမှန်ကန် fight မှာဒီပွဲကျွန်တော် fight မယ်ပွဲတိတ်စမ်းရမမင်းတို့ပြောနေမလာနေလို့ဘလို့ဖြစ်နေရတော့မင်းတို့နာပြောနေလေကျွန်တော်အစေပဲဘာတစ်ချက်ထက်ခုတ်သွားမလိုက် final boss ကိုလေတစ်ချက်သေးပဲဘလို့မှဘာမှလုပ်ချင်မလို့နောက်ဝေါ်တခုပါတက်လီပေါ့ဘယ်တက်လီပေါ့နောက်ဝေါ်ကိုတွားလို့ရပြီလားဟုတ်ဒီဝေါ်ကိုတွားလို့ရဒီဝေါ်ကိုတွားလို့ရမရဒီဝေါ်ကိုတွားလို့ရလားဒီဝေါ်ကြီးပဲပြန်လာရောက်တာပဲဒီဝေါ်ကြီးပဲပြန်ရောက်တာဘာလို့ဒါကြီးပဲပြန်ရောက်နေရတော့ဒါကြီးပဲပြန်ရောက်နေရလေဒီစေသားကြီးကျွန်တော်1 million ဖြစ်သွားပြီ1 million အဲ့ဒီဖောက်လို့ရပြီဆိုမဲ့ဒီအက်ဒီလုံးဝမကောင်းဘူးဘာအက်ဒီမှန်းမသိဘူးeBay မကောင်း equal best eBay မကောင်းရ free gift
free gift ထဲမှာဒါယူရမယ်ညအိုပီပါတနားနဲ့55မိနစ်စောင့်ရမှာတဲ့ back index ဘာရောဒါအော် HP upgrade ကဲဒါလေးဝင်ရအောင်မယ်5လိုက်အောင်မယ်ကျွန်တော်ပြောဒီ game ရဘာ game မှမသိကျွန်တော်တိတ်မကြိုက်မကြိုက်မစိုးနဲ့ပေါ့လေလို့တိကြဒီ game ရဘာ game မှမသိဒီ game ရဘာ game မှမသိဘာလို့ admin ဘာလို့ဘမာလို့ ad ဘမာလေမင်းဘလို့ဖြစ်နေရတော့ပြီးသွားပြီအဲ့ဘာလို့ပြီးသွားတာတော့ Castle 1 complete တဲ့ရောဘယ်က Castle လို့ဒါဘာ Castle လို့အဲ့တော့ပြောအကျင့်မကောင်းဘူးအကျင့်ဟိုမကောင်းကျင်းရလောက်ထားတာဘလို့ကြီးရောဘာ Castle ဘာ complete ဆိုတာဘာလို့ရှိရ Castle ဒါကြီးပဲပြန်ရောက်နေရလေမင်းတို့မလို့လားဘယ်ပြောဒါဆိုပြောလို့မရှိပဲနောက်မှလည်းတကောင်းမှမလိုက်နိုင်နဲ့ဟေးပတ်တယ်တော့ဆောင်းဆိုတော့တော့ရရဲ့ mushroom forest တဲ့ဒီ mushroom forest ကနည်းနည်းကောင်းတယ်လုံးမရဒီခဏလုံးမရဘူးဗျ mushroom forest ဒီမှာကျန်းနေကောင်းရှိရဒီကောင်းကြီးဆိုစီးကြည့်ရကဲတော့မယ်ဒီ boss ကကျန်းမယ်ထင်တယ်မကျန်းဘူးလုံးမကျန်းဘူးရလုံးမကျန်း equip pass မင်းနာနဲ့ဘယ်လိုရှင်ချနိုင်လဲကြည့်မယ်တင်းတင်းချင်းချလို့မရဘူးရှင်ချကျွန်တော်မနိုင်ဗျာမနိုင်ပါဘူးဗျာကျွန်တော်မနိုင် Oh my god ဒီသားရဆောင်းရင်းလန်းနေစတုံးစားရrebat လုပ်ပြီးrebat လုပ်ဘာမှမတူဒါအကုန်ဖောက်လို့ရတယ်ဒီဒါကြီးဖောက်မယ်ဗျာဘာပြောင်းမလဲဟောဒါကြီးပေါက်သွားစနာပါဆန်ပဲရှိတယ်တုံးဘာမှတုံးစားမရဘူးကွာwhat theမြင်တသိမ်းပြအောင်ဖမ်းလိုက်တော့မှာကွာ equip pass ကျွန်တော်ထားရစုံချုံသွားပြီဗျဘယ်လိုတယ်လီပို့လို့ရတယ်မရအောင် free gift ကရတော့မယ်ဒီ shop ထဲမှာပါရတယ်ဒါ free ရဲ့free တောက်ထားကြည့်ရမယ်ဒါပါလို့ပြီ
Twitch lag boost ကို15မိနစ်တဲ့အဲ့ဒီဖောက်ရင်ကောင်းနေကန်ကောင်းနေအေးနားလေးအဲ့ဒီဖောက်တာခဏလေးမဖမ်းလို့မပြီးသေးဘူးဒီမှာဆက်ဖမ်းနေရပါပဲဒီမှာအကြာကြီးဆက်ဖမ်းနေရမှာပဲပြီးပတ်ကို drink တော့မတောက်ထားသေးဘူးနောက်ကလန်ဟိုဘက်ပြောင်းလို့ရပြီကဲဒါကိုနှိပ်ထားလိုက်မယ်ဗျာသူ့တို့အော်တိုသွားပြီမ free gift လဲလာရတော့မယ်ပြီး free gift လဲရတော့မယ်ကဲယူလိုက်ရအောင်ဗျာနောက်ထပ်4မိနစ်ပဲစောင့်4မိနစ်တောင်စောင့်အောင်မယ် admin slay ပြီးနိုင်တယ်ဦးလားလို့ဟောငါစောင့်နေကြာကြီးပဲချင်းလေးစားရကောင်မဟုတ်ရဘုဘပြောင်းလို့ရတယ်40 50 60 90 80 90တော်မိတယ်auto train နိုင်မှာကွာကိုရထမီလီ1.99 မီလီယံနဲ့ဒီတိုင်းပဲထိုင်ဆက်ဖိုင်းနေတော့မယ်ဘာမှမနှိပ်ဘူးဒီတိုင်းပဲဖမ်းနေတော့မယ်ရလာခဏတော့ fight ကြည့်အောင်မယ်လူနေပြီရှက်ကြုံးမယ်ကိုဖလင်းတက်ကြနေဟေ့ကိုဖလင်းတက်ကြအစ်စေးရောအစ်စေးဒါလေးရအစ်စေးပဲအေးငါတီးရမယ်ဒီကောင်တော့မှန်ကန်ကျုံးတော့တာအစ်စေးပဲโอเคအစ်စေးပဲရမင်းလောက်ကမင်းခုနနားကိုနားနေဆိုမဲ့မင်းနားကိုပြန်ကြော်လို့ရထွက်ပြေးရမရဒီဘွဲပြေးရမယ်ပွေဒီဘွဲနားနဲ့မဆိုင်အေးတေးရောဝိုင်း weapon to you to equip ကဲခဏဟိုတောက်မယ် use ကဲတောက်ထားရဲ့ဘာပေါက်မလဲဟာရောဒါညင်နှစ်ပိန်းဟာဒါကြီးပဲပြင်ပေါက်လို့ပါကွာမင်းရတယ်ကောင်းတဲ့ဖလူပေါက်စမ်းကွာဟာမကောင်းပါဘူးကွာကဲဖမ်းမယ်ကွာ ready ပြင် please ဟာဒါကြီးပဲကြာနေဒါကြီးတော်မုန်းနေပြီခဏဒါဒီမှာလှုပ်လို့ရပြီတဲ့ဟုတ်တယ်လှုပ်လို့ရပြီအော်တိုပဲ trainer လိုက်တော့မယ်ဘာလို့ဆိုလက်ညောင်းအော်ရာရမ်းမနာမပါမှမရှိကဲဒီလိုပဲလှုပ်ထားလိုက်မယ်တော်ညောင်းနေ
ရှူရှူရှူကျွန်တော်အကြိုက်ဆုံးထားတော့ဒါဒီသားလေးပါကဲဒီရဆိုင်ကောင်းကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြရအောင်အားလုံးပဲ see you guys later bye bye